fear anymore. မင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော်တင်ငယ်ချင်းအားလုံးကိုမျှဝေပေးသွားမယ့်အစီအစဉ်လေးကတော့ကျွန်တော်တို့ data ဈေးတက်နေတဲ့အချိန်ကျွန်တော်တို့ 5G 3G ပြီးကြရင်တော့ကျွန်တော် 1GB ကို996ကျပ်နဲ့ဝယ်နီးအဲ့ဒီနီးလန်းလေးကိုကျွန်တော်လာပြီး channel လုပ်ပြီးတော့မှာပါကြာရင်တော့ line subscribe နဲ့ကပူပူမမေ့ပါနဲ့เนาะကျွန်တော်တင်ငယ်ချင်းများကိုပြောတာပါကဲကျွန်တော်တို့ 5G ကိုအရင်ဆုံးပြောကြအောင် 5G ကဘယ်လိုဝယ်ရမလဲဆိုရင် star 966 star 50ရှက်ပေါ့နော်ဒီလိုဝယ်ရမှာဖြစ်ပါတယ်နော်ဒါပေမဲ့စင်ကတ်တိုင်းရမရပါဘူးကျွန်တော်ရဲ့စင်ကတ်ကနှစ်ကတ်စလုံးရှိတယ်နှစ်ကတ်စလုံးမရဘူးပေါ့နော်တကယ်လို့အမေဆိုလို့စမ်းကြည့်ရင်လည်းစိတ်ပူပါနဲ့နော်နောက်နီးရှိသေးပါတယ်ကဲနောက်တနည်းကြတော့ 3G ဝယ်တဲ့နီးပဲဖြစ်ပါတယ် 3G ဝယ်တဲ့နီးက star 966 star 30ရှက်ပေါ့နော်ကျွန်တော်တို့ဘလောက်လဲဆိုတော့965လား63လားမသိ900ကျော်လောက်ပါပဲဝယ်မယ်ကျွန်တော်စင်1ကဝယ်လို့ရှိရင်တော့မရပါဘူးကျွန်တော်ကစင်2နဲ့ဝယ်ရမှာဖြစ်ပါတယ် 3G လဲကတ်တိုင်းလည်းမရပါဘူးကျွန်တော်ကတ်2တော့ 3G ဝယ်လို့ရပါတယ်เนาะကျွန်တော်ဒီမှာကတ်2နေလိုက်မယ်စင်2နဲ့ပေါ့เนาะကဲခဏလေးစောင့်လိုက်ပါ message chat ရောက်လာပါလိမ့်မယ်ကျွန်တော်ဘာလို့စင်တူအားဝယ်လို့ရလဲဆိုရင်တော့ကျွန်တော်ရက်3ရာပြီးတော့လို့ရှိရင်တော့မပူတင်ထားလဲဟုတ်ပါတယ်နော်မပူတင်ထားတဲ့အတွက်ကြောင့်မို့ပါမိတ်ဆွေလူကြီးမင်းလက်ကြံငွေတီးရခုဦးဆောင်မှုကိုရယူရန်မလုံလောက်ပါတပြည့်တဲ့ဖုံးငွေဖြစ်သွင်းပြီးဝယ်ယူနိုင်ပါတည်တဲ့ဟုတ်ပါတယ်ကျွန်တော်ဖုံးပေမရှိတဲ့အတွက်ကြောင့်ကျွန်တော်ဝယ်လို့မရပါဘူးလက်ကြံငွေမလုံလောက်ပါတဖြစ်အဲ့လိုပဲပြောပါတယ်ဒါပေမဲ့ 3G ဝယ်မရတဲ့ SIM ကတ်တွေကဘယ်လိုပေါ်လဲဆိုရင်ကျွန်တော်ပြမယ်မှာကျွန်တော် SIM 1နဲ့ဝယ်ပြမယ်ကဲကျွန်တော်အခု message ထဲရောက်လာပါပြီတကယ်လို့မိတ်ဆွေတို့ကျွန်တော်ခုနဝယ်လိုက်တယ်ဒါကြောင့်ဒီလိုပေါ်လာပါပြီခင်ဗျာကျွန်တော်က SIM 2နဲ့ဝယ်တာဒီမှာရပါတယ်လက်ကြံငွေမလုံလောက်ဒါပေမဲ့ဒီမှာကျတော့ဝယ်လို့ပြရဘူးအော်စင်1အပေါ်စင်2ပေါ့ဗျာကျွန်တော် 1GB ဝယ်နည်းကိုကျွန်တော် channel လုပ်ပေးသွားမှာပါ 1GB ကတော့ကိုကြိုက်တဲ့စင်ကတ်မဆို 1GB ဝယ်လို့ရပါတယ်996ကျန်တဲ့အထဲပါဗျာလုံးဝတန်ပါတယ်ဗျကဲကျွန်တော်ဘယ်လိုဝယ်ရမလဲဆိုရင်တော့ star 908ရှက်ပေါ့နော်စင်1နဲ့ဝယ်ပြမယ်ဒီမှာ1GB လက်ဆောင်ရပါတယ်နော်မဆိုရတူလက်ဆောင်ပြထားပါရဲ့နော်ကျွန်တော်ကဝယ်မယ်ဆိုရင်တော့1ကိုနေလိုက်မယ်1လို့ပို့လိုက်ပါကျွန်တော်မှာပေတော့မရှိဘူးဒါပေမဲ့ကျွန်တော်နောက်မှပဲကျွန်တော်ဝယ်လိုက်အခုပေလောလောဆယ်ကျွန်တော်ပတ်စံမရှိသေးလို့ပါကျွန်တော်တို့တီးပြီးတီးနေမယ်ကဲဒီမှာဘယ်စင်းကမဆိုရပါတယ်လက်ကြံငွေမလုံလောက်ပါတဖြည်းပေါ့နော်908ပေါ့နော်ရှက်စင်တူးနဲ့ဝယ်ရင်လည်းရပါတယ်ဘယ်စင်ကမဆိုဝယ်လို့ရပါတယ်နော်အဓိကဘေးရှိဖို့ပါပဲကဲဒီနေ့ဒီဗီဒီယိုကဒီလောက်ပါပဲမိတ်ဆွေတို့စမ်းကြည့်ပါစမ်းကြည့်လို့ရတယ်ဆိုရင်တော့မိတ်ဆွေတို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နှိပ်ထားပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye